သက်20အရွယ်အမျိုးသားတဦးဟာအသက်35နှစ်အရွယ်အမျိုးသမီးတဦးနဲ့မမျှော်လင့်ပဲဆုံတွေ့ခဲ့တယ်။နောက်နေ့မှာတော့အဲ့ဒီအမျိုးသမီးကတိုက်ရိုက်ထွက်သွားခဲ့တယ်။အမျိုးသားကသူမကိုဖုန်းခေါ်ခြင်းပေမဲ့ဆက်သွယ်စရာနီလန်လုံးဝမရှိဘူးဆိုတာသိလိုက်ရတယ်။သူတို့ထာဝရလွဲချော်သွားတော့မယ်လို့သူထင်ခဲ့တယ်။ဒါပေမဲ့သူကအမြန်ချောဖို့ပစ္စည်းတွေပို့ဆောင်နေတော့မတော်တဆအမျိုးသမီးရဲ့လိပ်စာကိုရှာတွေ့ခဲ့တယ်။သူစိတ်လှုပ်ရှားစွာနဲ့တကားခောက်လိုက်တယ်။အမျိုးသမီးကသူမရဲ့အမြန်ချောဖို့ရောက်လာပြီးထင်ပြီးလက်လန်းလိုက်ချိန်မှာအမျိုးသားကသူမလက်ကိုလှမ်းဆွဲလိုက်တယ်ဒီလိုရဲ့ကြောင့်အမျိုးသမီးလန့်သွားတယ်အဲ့ဒီအချိန်မှာတကားအပြင်ဘက်ကနေအမျိုးသားရဲ့ပေါ့ပေါ့ပပအတန်တခုထွက်ပေါ်လာတယ်အမျိုးသမီးကကြောက်လန့်သွားပြီးတကားကိုချက်ချင်းပြန်ပိတ်လိုက်တယ်ထို့နောက်ပြန်ပါတာဖြစ်နေတဲ့အခန်းကိုအလင်းအမြန်ရှင်းလင်းပြီးမှအမျိုးသားကိုအထဲဝင်ခွင့်ပေးလိုက်တယ်အမျိုးသမီးဘာမှတုံ့ပြန်ဖို့မအားခင်မှာပဲအမျိုးသားကသူ့ကိုဧည့်ခံကျွေးမွေးဖို့တောင်းဆိုလိုက်တယ်အမျိုးသမီးကတိုက်ရိုက်ညှင်းပယ်ပေမဲ့အမျိုးသားကသူမကိုလစ်လူရှူပြီးစပွဲပေါ်ကအစားအစာတွေကိုကောက်ယူကာစားတော့တယ်အမျိုးသားကမထွက်ခွာခြင်းမှသိရတဲ့အခါအမျိုးသမီးကရှင်းပြရတော့တယ်ပြီးခဲ့တဲ့အချိန်ကဖြစ်ခဲ့တာဟာမတော်တဆမှုတသက်တာဖြစ်ပြီးသူတို့နှစ်ဦးဟာတယောက်နဲ့တယောက်မတင်တော့ကြောင်းပြောပြလိုက်တယ်ဒီစကားကိုကြားတော့အမျိုးသားကအယံဝမ်းနေစွာနဲ့ထွက်သွားတယ်ဒါပေမဲ့မထွက်ခင်မှာအမျိုးသမီးကိုချစ်ကြောင်းစိတ်ရင်းနဲ့ဖွင့်ပြောသွားခဲ့ပါသေးတယ်အမျိုးသားမသိလိုက်တာကတော့အမျိုးသမီးရဲ့နှလုံးသားဟာတုန်လှုပ်နေပြီဆိုတာပဲဒါကြောင့်အမျိုးသမီးကအမျိုးသားနဲ့လောင်းကြီးတစ်ခုလှုပ်လိုက်တယ်နောက်နေ့မိုးရွာရင်သူတို့တငယ်ချင်းတွေဖြစ်ကြမယ်မိုးမရွာရင်တော့ဘယ်တော့မှပြန်မတွေ့ကြတော့ဘူးပေါ့အမျိုးသားကကြီးမားတဲ့မျှော်လင့်ချက်နဲ့သဘောတူလိုက်တယ်နောက်နေ့အမျိုးသမီးအလုတ်ဆင်းချိန်မှာရုတ်တရက်မိုးတွေတဲထန်စွာရွာချလာတယ်အဲ့ဒီအချိန်မှာသူမခေါင်းပေါ်မှာထိတစ်ချောင်းရုတ်တရက်ရောက်လာတယ်သူမလှည့်ကြည့်လိုက်တဲ့အခါအဲ့ဒါကအဲ့ဒီအမျိုးသားဖြစ်နေတာကိုတွေးလိုက်ရတယ်သူတို့နှစ်ဦးမျက်လုံးချင်းစုံလိုက်တဲ့အခါတယောက်ရဲ့နှလုံးခုန်တန်ကိုတယောက်ခံစားမိလိုက်ကြတယ်ထို့အပြင်အမျိုးသားကအမျိုးသမီးအတွက်ဖိနှက်လဲပေးလိုက်တဲ့လုပ်ရက်ကသူမရဲ့နှလုံးသားထဲမှာလှိုင်းကြက်တစ်ခုဖြစ်ပေါ်စေခဲ့ပါတယ်